ဒီနေ့ကျိုးစင်းတင်ပေးမယ်လို့နေရောက်ကျိုးစင်းမယ်တဲ့ကြည့်လိုက်မလို့လားကီလို80ကီလိုတဲ့80ကီလိုအိုးမလို့နှစ်သားကနေဘူးနော်ဟုတ်ပြီထွားရီထိုင်နာကျိုးစင်းတင်ပေးတယ်တဲ့ကျိုးစင်းတင်ပေးတယ်ထွားချင်းကြိုက်မစင်းနာလางตาท่าနာကျိုးစင်းချင်လို့ကျိုးစင်းတင်ပေးတယ်တဲ့တင်တန်းမလေးဘယ်လိုမလို့ခါရစင်းမယ်โอเคဟုတ်ပြီโอเคဟုတ်ပြီဒါနမူနာလေးပေါ့ရင်ထဲမှာဘယ်လိုနေခံစားနေရတော့မသိသေးဘူးလို့ဆိုတော့နာတော့เจอมานอกข้างหลัง โอเค ก็ไปเดินทาง ကျိုးစင်းတင်ပေးတယ်တဲ့ကျိုးစင်းတင်ပေးတယ်ทางระยะมันดุ่มเลยประมาณไรเนาะကျိုးဆဆစင်းနေပါလေခင်ဗျာဟုတ်ပြီအဲကျိုးတခြားကင်လားနော်အေးဖေးใจเย็นพี่น้องกันต้องเปิดนะเนี่ยเราไปแก้แพ้นะครัโอเคဒီမှာနောက်တစ်ယောက်ပြန်နောက်တစ်ယောက်ထပ်ဆင်းမယ်တဲ့อยู่แล้วมีเมียเนาะเป็นหามันโอเคမဟုတ်ဘူးနဲ့ထိုးဖေးအားသဖီကျိုးအားပေးလိုက်အားပေးလိုက်နည်းနည်းအားပေးလိုက်အပေါ်နည်းနည်းမြောက်ပေးလိုက်ဖေးလို့ဆန်โอเคဖေးလက်မလွတ်နဲ့နော်အကျိုးโอเคนี่ก็ใช่ชนะมันเนาะว่ามีกู้มามีลังมือนี่ดูนะคุณจริงๆได้เนาะลังมือลังขึ้นช่วยเดี๋ยวโอเคလောက်ထားลังขึ้นနည်းနည်းအားပေးလိုက်လားคนนู้นอยู่สั้น